ယူမှုရဲ့တန်းတဲ့နေ့ကကိုယ့်ရဲ့ဘဝတည်ဆိုးတဲ့နေ့ပဲဆိုပြီးမှပညာရှင်တော်တော်များများကပြောပြထားတာကိုတွေ့ရပါတယ်အဲ့တော့လူငယ်တွေကိုပြောချင်တာလေ့လာတည်ယူမှုကိုစိတ်သားလှုပ်ဆောင်ပါစိတ်သားလေ့လာပါအခြေကိုအလားဟက်တာမဖြိုးပါနဲ့ကိုကအားနေတယ်ဆိုရင်ကိုကအသွေးနဲ့ပဲထဲမှာရောက်သွားပြီးတော့အသွေးမျိုးစုံနဲ့ကိုစိတ်ကခြောက်ချနေပါလိမ့်မယ်ကိုထက်အရန်တော်တဲ့လူတွေနဲ့လည်းနိုင်ရှိမယ်သူကဒီလောက်ချစ်တော်တယ်ငါကြတော့ဘာဖြစ်လို့သူ့လောက်မတော်တာလဲငါကအတော့မကြဘူးဆိုတဲ့ပေါ့နော်ထောင်ပန်းများစွာအတွေ့နဲ့ကိုပါကိုတိမ်ငယ်တဲ့စိတ်တွေဖြစ်လာမယ်ယူကြည်မှုတွေရောနေလာမယ်စိတ်ဖိစီးမှုတွေများလာမယ်နော်အဲကြောင့်မလို့လေ့လာတည်ယူမှုကိုစိတ်သားလှုပ်ဆောင်နေပါလေ့လာတည်ယူမှုကိုဒါစိတ်သားလှုပ်ဆောင်နေမယ်ဆိုရင်ဒီနေ့တစ်ချီမှာကကိုလိုချင်တဲ့ရလက်ကိုရမှာအတေအချပါပဲလို့ပြောချင်တယ်